ဇလန်းဆာမှာဝီစတက်ဆိုတဲ့မိန်းကလေးတယောက်ကစွန့်စားသူလက်ကိုဖောင်နေဖြစ်နေပါတယ်အသက်က15နှစ်ရှိပြီလူတွေကိုကူညီချင်တာကြောင့်စွန့်စားသူလက်ကိုဝင်ခဲ့ပါတယ်စွန့်စားသူအလုပ်မှာစိတ်ဆင်းရှိပြီးအမြင့်ဆုံးကတော့ပလက်တီနမ်ပါနောက်တစ်ခုကတော့ရွှေပါဒါပေမဲ့တတ်မှတ်ထားတဲ့အဆင့်အနေနဲ့ကျော်လွန်နေရကတော့ငွေရောင်ပေါ့ကိုလုတ်ချင်တဲ့မရှင်တွေကိုလည်းရွေးယူလို့ရပါတယ်အဲ့ချိန်မှာတစ်ဖက်ဖွဲ့ရအရေးတကြီးလူလိုနေကြကြောင့်ဝီစတက်ကိုအဖွဲ့ထဲဝင်မှုပြောလာပါတယ်ဂေါဘလင်တွေကိုတွတ်တက်ဖို့တစ်ဖက်လူကပြောလာပါတယ်အကြောင်းကတော့ဂေါဘလင်တွေကရွာတွေကစားနပ်ရိက္ခာအပြင်မိန်းကလေးချုပ်လည်းဖမ်းခေါ်သွားတာကြောင့်ဖြစ်ပါတယ်ဒီလိုနဲ့ဂေါဘလင်တွေနေတဲ့ကူကိုရောက်ရှိလို့လာခဲ့ပါပြီဝီစတက်လည်းပထမဆုံးမရှင်ဖြစ်နေတာကြောက်နေရပါတယ်ဒါပေမဲ့ဖွဲ့တွေကတယောက်မကြောက်ဘူးအားပေးလာခဲ့ပါတယ်ဒီလိုနဲ့ဆက်လျှောက်လာခဲ့ရင်နောက်ကဂေါဘလင်တွေပေါ်လာခဲ့ပါတယ်ဘေးကမြင့်မှန်တဲ့တယောက်လည်းမီးမော်နဲ့ပြစ်လိုက်ပေမဲ့လူဂေါဘလင်တွေများလာကြောင့်သူလည်းမနိုင်တော့ပါဘူးဖွဲ့တွေကတယောက်လည်းဓာတ်နဲ့ဝင်ခုတ်ပေမဲ့ဒါကအကြောက်ဆောင်နဲ့ထိပြီးလွတ်ကျသွားတာကြောင့်ဂေါဘလင်တွေဝိုင်းပြီးအမဲဖြစ်တာခံလိုက်ရပါပြီအချိန်မှာကျန်တဲ့တယောက်ကဒဏ်ရာရသူကိုကယ်ပြီးတော့ဝီစတက်ကိုပြေးဖို့ပြောလာပါတယ်သူမှလည်းဂေါဘလင်တွေဝင်ချပေမဲ့ပိုကြီးတဲ့ကောင်ရောက်လာခဲ့တဲ့ကြောင့်နေရန်နဲ့ကင်ပေါက်ခံရလိုက်ရပါပြီသူမှလည်းဂေါဘလင်တွေဝိုင်းမဲဖြစ်တာခံနေရပါပြီဝီစတက်လည်းဒဏ်ရာရသူကိုကယ်လာပြီးတော့ပြေးလာခဲ့ပါတယ်အချိန်မှာနောက်ကပြေးလိုက်ရများကြောင့်ဝီစတက်လည်းလဲကျသွားခဲ့ပါပြီအဲ့ချိန်မှာရုတ်တရက်ပေါ်လာတဲ့လူတွေကြောင့်ဝီစတက်ပါဝင်ဂေါဘလင်တွေလည်းအားတင်သွားကြပါတယ်ထိုလူကဂေါဘလင်တွေကိုရှင်းဝီစတက်ကိုကယ်လာခဲ့ပါတယ်ဝီစတက်ကဘေးကလူကိုပါကယ်ဖို့ပြောတော့ဒါပေမဲ့ဘေးကလူကမကယ်နိုင်တော့ပါဘူးအကြောင်းကတော့ဂေါဘလင်တွေရဲ့ဓာတ်မှာအစိတ်တုတ်ထားတာဖြစ်ပြီးကယ်လို့ရတဲ့ဖြစ်စေရှိပေမဲ့အကြောင်းကတော့နောက်ကျသွားခဲ့လို့ပါထိုလူကဝီစတက်ကိုလူတက်လာလို့မေးလာခဲ့ပါတယ်ထိုလူကတော့ဂေါဘလင်စလီယာဝေရောင်စိတ်ကြီးပါဝီစတက်လည်းဂေါဘလင်တွေကိုနှိမ်နှင်းဖို့ထိုလူနဲ့ပါသွားခဲ့ပါတယ်ဆက်သွန်းနေတဲ့ဂေါဘလင်စလီယာထောင်ချောင်းတစ်ခုကိုဆင်ထားလိုက်ပါတယ်တွေးဆက်တွေးလိုက်ရတာကြောင့်ဂေါဘလင်စလီယာလည်းဝီစတက်ကိုအလင်းမော်တုံးခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာဂေါဘလင်များပြားတွေ့ရှိလိုက်ရပါတယ်စလီယာလည်းပြေးသွားပြီးခေါင်းဆောင်လို့ထင်ရတဲ့တကောင်လမ်းနဲ့ပြစ်ကပြန်ပြေးထွက်ခဲ့လိုက်ပါတယ်အနောက်ကလိုက်လာတဲ့အကောင်ကြီးကိုထောင်ချောင်းမမြင်အောင်ဝီစတက်ကိုမော်ဆွန်းတုံးခိုင်းလိုက်ပြီးတာယာဖြစ်ရှင်းလိုက်ပါတယ်အကောင်ကြီးကိုရင်းနေစီလောင်ပြီးနောက်ကပါလာတဲ့နှစ်ကောင်စီမီးရှို့ပြီးပြစ်ထည့်လိုက်ပါတယ်ကျန်တဲ့ဂေါဘလင်တွေကိုလည်းလှလှပပကြီးချေမုန်းနေပါတယ်စလီယာရဲ့လက်အောက်မှာတော့ဂေါဘလင်တွေတကောင်ကြီးအသက်ပြလို့နေရပါပြီဒီလိုနဲ့ဖမ်းခေါ်သွားတဲ့ဖွဲ့သားတယောက်ကိုလည်းကယ်နိုင်လိုက်ပါတယ်ဒီချိန်အောင်ဆောင်နေတဲ့ဂေါဘလင်တကောင်တခါတည်းရှင်းခဲ့ပြီးနောက်ကပြင်းများခွာလိုက်တဲ့ချိန်မှာတော့ဂေါဘလင်ကလေးများပြားကိုတွေ့ရှိလိုက်ရပါတယ်စလီယာလည်းဂေါဘလင်ကလေးတွေဝီစတက်သားနေတဲ့ကြားထဲအကုန်လုံးတက်ပစ်ခဲ့လိုက်ရပါတယ်ဖမ်းခေါ်သွားတဲ့ဖွဲ့သားတယောက်ပါဝင်မိန်းကလေးများပြားကိုလည်းကယ်နိုင်လိုက်ပါတယ်ဂေါဘလင်တွေကမိန်းကလေးတွေကိုဖမ်းခေါ်ရတဲ့အကြောင်းကတော့သူတို့မျိုးပေါ်ဖို့အတွက်အတုံးချနေတာပါဂေါဘလင်စလီယာအပိုင်းတွေကတော့ဒီမှာပဲပြီးဆုံးမှာပါပြီနောက်တစ်ပိုင်းကိုနောက်နေ့မှာဆက်တင်ပေးမှာမို့လိုက်ရင် subscribe လေးနှိပ်ခဲ့ပေးကြပါဦးဆုံးဖြတ်ကြည့်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်